လေဘာလို့မျက်ရည်ကြနေလဲကောင်းမလေးနဲ့ဆင်ပြီးလို့ဟာဒီမှာတော့ဖုန်းတစ်ပါးတော့ရှိရကွာဒါပေမဲ့ तू ကတော့အမှန်ကြီးဘလို့ကြီးတော့ကိုင်းရကောင်းမလေးနဲ့အဆင်မပြေလို့လေဖုန်းဖုန်းပြရတယ်တွေ့ဖုန်းမဟုတ်ဗျာကိုရင်လောက်ပါဒီကိုရင်လေးကဘာလို့မျက်ရည်တွေကြနေရလဲလို့မေးလိုက်တော့ကောင်းမလေးနဲ့အဆင်ပြေလို့ပါတဲ့ဖေဟုတ်လားချစ်သားရဟုတ်လားချစ်သားအော်ဘလို့ကြီးလုံးလာတော့ဒီမှာတရားတစ်ပုဒ်ရှိရင်မိနားတော့ကြည့်မယ်တင်ပါဗျာအစားနော်တရားဟောမှာအချစ်ကြောင့်များမသိခဲ့စဉ်ငယ်စဉ်ကအသက်ရွယ်မှာစောပိုင်းတချင်းလောက်တဲ့အချစ်မျိုးနဲ့ကိုယ်တိုင်မတွေ့မိသေးပါရာဇဝင်မှာတွေ့ကြမယ်ခြေခွဲချင်းမျိုးနဲ့ဖုံဖုံတို့ပြိတ္တမကြုံမှုသေးပါဒီအချိန်မှာမကြခြင်းဆုံးကတော့မုံနဲ့စကားအာစကားလေပြီးတော့မှမသိနိုင်တာဖေကအလုံးသားလေးလေးရင်ကုန်လုံးနေထိချုပ်လို့ကပ်ပြီးနောက်ဆုံးတော့မိနေမှလေချစ်တတ်ပြီးပေါ့စောပိုင်းဒီကိုကြီးအမှန်တည်းပဲဟောတာပဲဗျာကိုရင်နေလဲဒါဟာတာလေးတွေစော့တာဖြစ်မှာပါပေါ့နော်ကောင်းတဲ့ဘက်ကကြည်ပေးကြပါလို့နော်ဟာတာလေးတွေစော့တာဖြစ်မှာပါဘာဖြစ်လို့လဲဆိုတော့ကိုရင်နေရလဲဟာတာစော့ခြင်းရိုက်ပေးတဲ့လူကပဲဇလန်းစင်တာလားမသိနော်နောက်ဆိုရင်တော့ဒါမျိုးလေးတွေမစော့စေချင်ဘူးပေါ့နော်အမြင်မှားအထင်မှားတွေဖြစ်တတ်တယ်ပေါ့နော်တပိတော့နားလဲပေးနိုင်ပေမဲ့နားမလဲပေးနိုင်တဲ့အရာတွေလည်းရှိကြတယ်ပေါ့ဘာသာရေးဘက်ကကြည့်လို့ဆိုရင်တော့ဒါမျိုးတွေမဖြစ်သင့်ဘူးဒီလိုဇလန်းလေးတွေမရိုက်သင့်ဘူးအများကြီးပေါ့နော်ရိုက်လို့ရဖျားဝတ်တက်တဲ့ပုံလေးတွေဖျားဝတ်တက်တဲ့ဗီဒီယိုဖိုင်လေးတွေဒါမှမဟုတ်စာတင်တဲ့ဗီဒီယိုဖိုင်လေးတွေဆုံးခံတဲ့ဗီဒီယိုဖိုင်လေးတွေအများကြီးပေါ့နော်ဒါမှမဟုတ်ဒီပြစီလဲတာတို့အများကြီးပေါ့လုပ်လို့ရတယ်ပေါ့နော်တင်လို့ရတယ်အဲ့ဒါမျိုးလေးတွေတင်တော့ပိုကောင်းမှာပေါ့ဒီပုံစံကြီးကြတော့မတစ်တော့ဘူးကိုရင်နေဇလန်းစင်ရိုက်တဲ့အချိန်မှာကိုရင်နေကကောင်းပါလေးနဲ့ပြတ်တာတို့နော်ပြောသချင်းစောပိုက်သချင်းယူဆိုတာတို့ဖုံဖုံနေရာမှာတရုပ်ဆောင်ပြီးတော့ဆိုတော့ကိုရင်နေကရုပ်ရှင်ရိုက်တယ်လို့ဖြစ်နေတယ်ကိုရင်နေကဇလန်းရိုက်တယ်လို့ဖြစ်နေတာပေါ့နော်တောင်းမှန်ပါတယ်လို့နော်အပြစ်ပြောခြင်းတော့မဟုတ်ပါဘူးတင်ကျင်လို့လည်းတင်တာမဟုတ်ပါဘူးပေါ့နော်ဒီဗီဒီယိုဖိုင်လာပို့ထားလို့ဦးအမြင်ဘယ်လိုမြင်လဲလို့မေးလို့ဘယ်လိုမြင်လဲဆိုတော့မတင်သေးဘူးလို့တော့ထင်တာပေါ့နော်မတင်သေးဘူးထင်တာမဟုတ်မတင်အောင်မတင်နဲ့တော့ဒီလိုပုံစံမျိုးတွေ